မဖြစ်တဲ့ကိစ္စတွေကလွယ်ပြီးတော်တော်များများကိုကျွန်တော်တို့တန်ကြီးခံပြီးကျွန်တော်တို့ရှောင်ရှားနေခဲ့ပါတယ်အခုနေမှာတော့ကျွန်တော်တို့ရိုဟင်ဂျာနဲ့ပတ်သက်တဲ့သဘောထားကိုကျွန်တော်တို့အတိအလင်းပဲပြောပါမယ်ရိုဟင်ဂျာဒီကျွန်တော်တို့တိုင်းရင်းသားလုံးဝမဟုတ်ပါဘူးအခုဖြစ်နေတဲ့ဘူးသီးတောင်မောင်းတော်ကိစ္စဒီနေဆက်ကနေတရားမဝင်ဖြတ်ကျော်လာတဲ့ဝင်ရောက်လာတဲ့ရိုဟင်ဂျာများနဲ့ပြည်ပသွေးထိုးလှုံ့ဆော်မှုတွေပါနေတယ်လို့ပဲကျွန်တော်တို့မြင်ပါတယ်အဲ့တော့နိုင်ငံတကာနိုင်ငံကြီးတွေအနေနဲ့လည်းပဲမြန်မာနိုင်ငံရဲ့အခြေအနေမြန်မာနိုင်ငံရဲ့တိုင်းရင်းသားတွေပြဿနာကိုကောင်းစွာနားလည်သိကျွမ်းခြင်းမရှိဘဲနဲ့ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီးတော့ပြောဆိုနေကြတာတွေဟာကျွန်တော်တို့နိုင်ငံရဲ့အချုပ်အခြာအာဏာကိုတိုက်ရိုက်ထိခိုက်တယ်လို့ပဲကျွန်တော်တို့သတ်မှတ်ပါတယ်မျိုးရိုးဗီဇအရာရောယဉ်ကျေးမှုအရာရောဘာသာစကားဓလေ့ထုံးတမ်းများအရာရောကျွန်တော်တို့နိုင်ငံတွင်းမှာနေထိုင်နေတဲ့တိုင်းရင်းသားမျိုးနွယ်စုများနဲ့လုံးဝပတ်သက်ခြင်းမရှိပါဘူးတမတော်မှာတာဝန်ယူတော့ဒီရခိုင်ပြည်နယ်မှာလည်းအကြာကြီးနေခဲ့တော့လေဟုတ်ကဲ့ဒီနေ့ရခိုင်ပြိပခနဲ့အရင်တော့ဖြစ်ခဲ့တဲ့အခြေအနေဘာဘယ်လိုများနှိုင်းယှဉ်ပြောလို့ရမလဲအခုဟာကတိတ်ပြီးပြင်းထန်လာတယ်အဲ့တော့ဒီဥစ္စာဒီလိုဖြစ်လိမ့်မယ်ဆိုတာကိုလည်းပဲဟိုမှာနေနေတဲ့ကျွန်တော်တို့ဒီဘင်္ဂလားအစ္စလာမ်ဘာသာဝင်တွေသူတို့လက်သိတယ်သူတို့အရေးရှေးရောက်အကြာကြီးတိပြတ်စွာအေးအေးဆေးနေခဲ့တဲ့ကျွန်တော်တို့ခုနပြောခဲ့တဲ့ဘင်္ဂလီကျွန်တော်တို့အစ္စလာမ်ရွာတွေလည်းရှိတယ်ရခိုင်တွေလည်းရှိတယ်တချို့နေရာမှာလည်းရခိုင်မွတ်စလင်ဖြစ်နေတဲ့အနေစုတွေလည်းရှိတယ်သူအေးချမ်းနေတာပဲဒါပေမဲ့သူတို့ကပြောတယ်ဒီကိစ္စနဲ့ပတ်သက်ဟာကိုတေချာမကိုက်တွယ်လို့ရှိရင်နောက်ကိုဒီကိစ္စအမှန်ကြီးသွားတဲ့ပြဿနာဖြစ်လာလိမ့်မယ်။နောက်ဒီကြားထဲမှာပြဿနာဘာထိုးလာလဲဆိုတော့မရှိတဲ့လူမျိုးကိုရှိတယ်ဆိုတဲ့ရိုဟင်ဂျာဆိုတာကိုသုံးတယ်။အမှရိုဟင်ဂျာဆိုတဲ့စကားကဥနုလက်ထက်မှာဒါနဲ့ပတ်သက်လို့ဥနုကကျွန်တော်တီမြဲနဲ့ဖတ်တာအရှင်ကွဲတဲ့ခင်မှာမဲရောက်ဖို့အကြောင်းပြပြီးတော့အဲ့ဒီနေရာမှာသူတို့ရဲ့မဲတွေလူချင်းပြီးတော့ရိုဟင်ဂျာရှိတယ်။ရိုဟင်ဂျာနဲ့ပတ်သက်တဲ့ program တွေလုပ်ပေးလိုက်တယ်ဆိုတော့အဲ့ဒီမှာရိုဟင်ဂျာဆိုပြီးပွားလာ။အမှန်တော့အဲ့ဒီဒေတာကိုခေါ်တာကအဲ့ဒီရေရှိမင်းတွေလုတ်တဲ့အဲ့ဒီတော့ကလူတွေကဟိုဘက်ဒီဘက်ကရခိုင်ဘင်းတွေအုပ်ဆိုးတာကိုဆိုတော့သူကတို့နဲ့အတူတူနေခဲ့ဘူးတဲ့လူတွေဖြစ်တဲ့အတွက်တို့ရွာသားလားအဟောင်းတွေရွာသားဟောင်းရွာဟောင်းသားတွေရခိုင်အတားနဲ့ရဟောင်းကြားရဟောင်းစားလို့ခေါ်တယ်အဲ့ရဟောင်းစားဆိုတာကဒီမှာအရင်အရင်အတိုင်းသားတွေကိုရခိုင်ရှိမင်းလက်တော့ခေါ်တဲ့ဟာအခုဒီလက်တက်ကြတော့ဒီဟိုဘက်ကနေပြီးတော့တရားမဲ့ဝင်လာပြီးတော့သူတို့ရဲ့ဟာနဲ့ပတ်သက်ပြီးတော့သူတို့ကရိုဟင်ဂျာဆိုပြီးတော့လို့တော့အဲ့ဒါကဟိုကရခိုင်တွေရောဂျာတိုင်းရင်းသားတွေရောမကျင်းနေဖြစ်တယ်အစိုးရကိုယ်ကလည်းရိုဟင်ဂျာမရှိဘူးဆိုတော့ကျင်ရတဲ့အထိဖြစ်တယ်ဒီရိုဟင်ဂျာဆိုတဲ့အသုံးနှုန်းပေါ့နော်ရိုဟင်ဂျာဆိုတဲ့အသုံးနှုန်းဒီလူတွေကလည်းသူတို့ကိုယ်သူတို့ရိုဟင်ဂျာလို့ခေါ်တယ်သူတို့ကိုယ်သူတို့ရိုဟင်ဂျာလို့ခေါ်တော့နိုင်ငံတကာကလည်းပဲလူခွင့်ရေးအဖွဲ့တွေကုလသမဂ္ဂပါဝင်နိုင်ငံတကာအဖွဲ့အစည်းတွေတခြားနိုင်ငံတကာအစိုးရတွေတာဝန်ရှိသူတွေကလည်းပဲဒီလိုမျိုးခေါ်တယ်ဒါပေမဲ့ဒီအသုံးနှုန်းပေါ်မှာဥပမာကျွန်တော်တို့သတင်းမီဒီယာတွေဆိုရင်ဒီသုံးနှုန်းကျွန်တော်တို့ကတော့ကျွန်တော်တို့မှမူရှိပါတယ်ဒီသုံးနှုန်းသုံးဆွဲတာနဲ့ပတ်သက်ပြီးဒါကိုမြန်မာအစိုးရကလုံးဝလက်မခံပါဘူးဆိုတော့ကျွန်တော်တို့ထည့်ပြီးတော့ပြောပါတယ်ဒါပေမဲ့ဒီတွင်မှာတချို့သတင်းမီဒီယာတွေကိုပြန်ကြားရေးကနေပြီးတော့သတိပေးတာတွေရှိတယ်ဒီသုံးနှုန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်သိချင်တာကဒီသုံးနှုန်းကဘာဖြစ်လို့မြန်မာအစိုးရအနေနဲ့ခါခါတီးတီးဖြစ်နေရတာအဲ့တော့တကယ်လည်းကြရင်တော့ဟိုနေရောလဲဟိုတမိုင်းနေပြန်ချင်းသိမှာပါဒါဗြိတိရှအင်္ဂလိပ်တွေဆိုတာနေရာတွေအမတန်စနစ်ရှိပါတယ်အဲ့တော့ဗြိတိရှနိုင်ငံသူ့ရဲ့စင်းရင်းတွေပေါ့နော်1948အတိုင်းအဲ့လောက်ထိကာလသူ့ရဲ့တကောင်စင်းတွေအကုန်ပြန်ကြည့်ရခိုင်ပြည်တကောင်စင်းတွေပြန်ကြည့်လိုက်ပါလာအခိုက်မှလည်းရှိပါတယ်ဒါကြည့်လိုက်အဲ့ထဲမှာရိုဟင်ဂျာဆိုတော့လုံးဝမရှိခဲ့ပါဘူးတချို့ကတော့အဲ့ဒီချက်ကောင်းနီယန်ဆိုမျိုးအဲ့လိုမျိုးတွေသုံးထားတာရှိပါတယ်အဲ့တော့ရိုဟင်ဂျာဆိုတာတကယ်ကတော့စတင်သုံးလာတော့1950ဆိုတော့1950အလွန်ပိုင်းလာမှစပြီးတော့အသုံးပြုလာခြင်းဖြစ်ပါတယ်အဲ့တော့ဒါအဲ့အချိန်ကြာမှတော့တို့ကတိုင်းသားလူမျိုးအုပ်စုတစုဟာမျိုးတို့ရဲ့နိုင်ငံရေးခွင့်ရေးပါမျိုးတွေလိုချင်တဲ့အတွက်ဒီဟာမျိုးကိုပြန်လဲပြီးတော့တီထွင်သုံးဆွဲလာခြင်းဖြစ်တယ်လို့ကျွန်တော်တို့နေတဲ့ဒါသမိုင်းထောက်ထားတွေလည်းရှိပါတယ်အဲ့တော့ဒီလိုသူ့ကိုပြန်လာတဲ့လူတွေဒီ1982 citizenship law အရသူတို့နိုင်ငံသားဖြစ်နိုင်ပါတယ်ဒါပေမဲ့တိုင်းရင်းသားethnic group အနေနဲ့သူတို့အနေနဲ့ကတော့
တကယ်ဟုတ်လဲမဟုတ်တဲ့အတွက်ပေါ့နော်ဟိုဖြစ်နိုင်တဲ့အကြောင်းမရှိပါဘူးဘာလို့ဆို90ခုနဟိုထဲမှာလည်းဘာလဲဆိုတော့ဟိုပေါ့ကျွန်တော်တို့1824အင်္ဂလိပ်တွေမှာရခိုင်ပြည်နယ်မှာသိန်းခင်ရှိတဲ့အုပ်စုတွေကိုပဲကျွန်တော်တို့အနေနဲ့ ethnic group လို့သတ်မှတ်ထားတာရှိပါတယ်ဟုတ်ကဲ့ဆိုတော့ရိုဟင်ဂျာတိုင်းရင်းသားမဟုတ်ဘူးပေါ့ဝင်ကြီးဒါတိုင်းရင်းသားဆိုတဲ့ကိစ္စကတော့အင်မတန်အခြေတင်ဖြစ်စရာကိစ္စပါတိုင်းရင်းသားဆိုတာဒါမြန်မာနိုင်ငံမှာအတော့ကိုပြဿနာရှိတယ်ဆိုတော့ကျွန်တော်ပြောလိုက်ခဲ့ပါတယ်ဆိုတော့ရိုဟင်ဂျာတိုင်းရင်းသားမဟုတ်ဖ ೇನೆ ဥပမာရိုဟင်ဂျာမွတ်စလင်ဆိုပြီးတော့ရောမဖြစ်နိုင်ဘူးအခုကတော့ဟိုလူမျိုးတစ်မျိုးနာမည်အဲ့လိုမျိုးတိကျသတ်မှတ်လာလို့ရှိရင်ရေရှည်မှာသူတို့ကသူတို့ရဲ့ဥတီချက်ကတိုင်းရင်းသားအုပ်စုတစ်ခုဖြစ်တယ်ဆိုပြီးတော့ဒီနေရာမှာသူလူဦးရေများတိုင်းရင်းသားဆိုတော့ဒီနေရာနေဟုတ်လားဟိုအခွင့်အရေးဟိုဒီကနေခုနဟိုဆန္ဒခံဝဲလှုပ်လာမယ်ဗာဒါမျိုးတွေသူတို့ရဲ့နိုင်ငံရေးရည်မှန်းချက်တွေကိုအသုံးချသွားနိုင်မျိုးအဲ့ဒါကိုစိုးရင်ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဟိုအစိုးရအနေနဲ့ကတော့ဒီလိုပေါ့အငင်းပွားတဲ့ nomenclature ပေါ့နော်အသုံးလုံးရိုဟင်ဂျာတို့ဘင်္ဂါလီတို့အဲ့မျိုးတွေပြောနေခြင်းအပြင်ဟိုကျွန်တော်တို့ပြဿနာကိုဖြေရှင်းရမှာရှိမတိုးနိုင်ဘူးဖြစ်နေတာပေါ့နော်ဒါကြောင့်မို့လို့အဲ့ဒါမျိုးကိုကျွန်တော်တို့ကဒါဟိုနှစ်ဖက်စလုံးရှောင်ရှားပြီးတော့ဒီစကားကိုရှောင်ရှားပြီးတော့သုံးဆွဲခြင်းဖြစ်ပါတယ်တကယ်ကတော့ဒီကိုမြန်မာနိုင်ငံဝင်လာတဲ့လူတွေအိန္ဒိယဆိုရင်အိန္ဒိယဘာမီဆိုလား Chinese ဆို Chinese ဘာမီပေါ့နော်နောက် East Bengal လာဆိုလည်းဘင်္ဂါလီဒီလိုပဲခေါ်ပါတယ်ဘင်္ဂါလီရဲ့အဓိပ္ပာယ်ကဘင်္ဂလားနိုင်ငံသားတော့မဟုတ်ပါဘူးဒီ Bengal origin ကိုပြောတာပါနော်နီပေါကလာတဲ့ Nepalese ရှိတယ်ကော်ရကားတွေရှိတယ်အဲ့လိုပဲသူတို့တွေလည်းဒါတိုင်းသားအုပ်စုတစုလည်းမတောင်းကြပါဘူးနာမည်တစ်ခုလည်းမထွင်ကြပါဘူးအဲ့တော့အခုဟာကတော့သူတို့အိန္ဒိယဘက်ကလည်းအာသံဘက်ကကူးတာတွေလည်းရှိတယ်အဲ့ဒီဘက်မှာကျွန်တော်တို့ဒီလိုမျိုးသူအုပ်စုတစုလိုမျိုးအုပ်စုဆိုပြီးတော့ဟိုသူ့ဟာသူသတ်မှတ်တာမရှိဘူးမြန်မာဘက်မှာအဲ့လိုဘင်္ဂါလီဟိုအဲ့ဒီသူတို့ကနေပြီးတော့ဒီရိုဟင်ဂျာရေလို့သတ်မှတ်လာခြင်းကသူတို့ရဲ့ဟိုနေမြေခွဲထွက်ဖို့လို့နော်အဲ့လိုအခွင့်အရေးတွေတောင်းဆိုဖို့အတွက်နိုင်ငံရေးရည်မှန်းချက်ရှိတဲ့အတွက်အဲ့ဒီအန်ဒရယ်ကြောင့်မို့လို့ကျွန်တော်တို့အနေနဲ့လက်မှတ်ခံခြင်းဖြစ်ပါတယ်